Sky Daily ကြည့်ရှုသူဓမ္မမိတ်ဆွေသူတော်စင်ပေါင်းလို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့တမိုင်းဝင်မဟာဓမ္မယံသည်အိန္ဒိယဇေယီတော်တွင်အစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆိုပူဇော်နေကြတဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသာသနာရေးဦးစီးဌာနမှကြီးမှုကျင်းပတဲ့ပါဠိပထမပြန်စာမေးပွဲကိုဇွန်လ4ရက်နေ့မှစတင်ပြီးတမိုင်းဝင်မဟာဓမ္မယံသည်အိန္ဒိယဇေယီတော်မြတ်ကြီးမှာဖြေဆိုနေကြတာပင်ဖြစ်ပါတယ်။အဆိုပါပါဠိပထမပြန်စာမေးပွဲတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌရဲ့ဦးဆောင်လမ်းညွှန်မှုနဲ့မြို့နယ်သာသနာရေးဦးစီးဌာနမှဝန်ထမ်းများဌာနဆိုင်ရာမှတာဝန်ရှိသူများလူမှုရေးအသင်းအဖွဲ့များမြို့နယ်ကြက်ချေနီအဖွဲ့တို့မှစာဖြေတန်ဃာတော်များအားလိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုများကိုဆောင်ရွက်ပေးရန်အသီးသီးတာဝန်ယူခဲ့ကြပြီးပါဠိပထမပြန်စာမေးပွဲမှာပထမအကြီးတန်း5ပါပထမလက်တန်း9ပါပထမငယ်တန်း38ပါနဲ့မူလာတန်း48ပါစုစုပေါင်း62ပါဝင်ရောက်ဖြေဆိုပူဇော်နေကြပြီးလူပုဂ္ဂိုလ်9ဦးဝင်ရောက်ဖြေဆိုတယ်လို့သိရပါတယ်အဆိုပါပါဠိပထမပြန်စာမေးပွဲဖြေဆိုပူဇော်ပွဲတွင်ဆရာတော်တန်ဃာတော်အရှင်သူမြတ်များကိုဇွန်လ4ရက်နေ့မှာလှမြတ်သူစိန်ရွှေရတနာရောင်းဝယ်ရေးမိသားစုဇွန်လ5ရက်နေ့မှာတော့ဦးသိန်းထိုက်အေဒေါ်အုံမမော်နဲ့အဝက်ဂရုကုမ္ပဏီလီမိတက်မိသားစုတို့မှနေစွန်းဆက်ကပ်လူရန်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆောင်မှုနဲ့အဖွဲ့ဝင်များမှအချိုရည်နဲ့အရေးတန်းများလူရန်ခဲ့တယ်လို့သိရပါတယ်။2025ခုနှစ်ပါဠိပထမပြန်စာမေးပွဲကိုဇွန်လ4ရက်နေ့မှ17ရက်နေ့အထိ9ရက်တိုင်ပြည်내နဲ့တိုင်းဒေသကြီးအသီးသီးမှာကျင်းပပြုလုပ်နေတယ်လို့သိရပါတယ်။ဘုံဘုံဒီမင်းသားငါးနာရကဥက္ကဋ္ဌတာဝန်ယူတာဒီ6နှစ်နဲ့4လတွေရောက်ပြီပေါ့နော်9နှစ်ထက်ရောက်လာပြီ9နှစ်ထက်ရောက်လာတယ်ဘုံဘုံတာဝန်ယူစဉ်ကသာသနာတန်ခါ30ပဲရှိတာပေါ့နော်သာသနာတန်ခါ30တဲ့ရှိတာကနေပြီကြတော့ဘုံဘုံစူးစမ်းလာလိုက်တာဘုံတို့အားလုံးပေါ်လေဘုံဘုံနဲ့တခွာအားလုံးဘုံဘုံဖွဲ့ပြီးတဲ့အားလုံးစူးစမ်းလာလိုက်တာဘုံတို့ကစာဖြည့်တန်ခါမိနစ်စီက150ပေါ့နော်ဒီနေ့တော့လက်မှတ်ထိုးတော့ကတော့130ပေါ့လင်ဖေးနဲ့ပါနဲ့ဆိုတော့ရော့သွားတာဒါဘယ်လောက်ဆိုတာဒီတရားပတ်ဝန်းကျင်လောက်ရှိမှာပေါ့လေအဲ့လိုတစ်ဆက်ပဲသာသနာ့ငါးတွေများလာသလိုဒါဖြည့်တဲ့တန်ဃာတွေများတာဘုန်းတို့အเจ้าမှာဘုန်းဦးစီးပြကြတော့ဒါကမှလူရှင်ချပြီးတဲ့ကတော့ဒီတန်ဃာအားလုံးကိုဆုံးကုန်းစရိတ်တော့ဆုံးကျွေးတဲ့အားလုပ်တယ်စာပြေလာတဲ့တန်ဃာတွေကိုဒီလာချင်းအောင်လူပုဂ္ဂိုလ်တွေရောပေါ့နော်ဒီဆောင်ရွက်တဲ့တမျိုးနယ်လုံးကဆောင်ရွက်တဲ့ပုဂ္ဂိုလ်တွေရောအားလုံးကိုဘုန်းဘုန်းကြောင့်မှာကတော့ဒီဆုံးကတ်တယ်ပေါ့အလူချင်းချပြီးတော့ပေါ့နော်အလူချင်းရှိတဲ့နေ့ကျတော့အလူချင်းရှိတယ်လို့ပေါ့နော်လူချင်းဟိုဘက်တေတော့ကတော့ဇက်တိုက်ပေါ့ဒီဘက်နားကြတဲ့အခါကျတော့လူချင်းမရှိတဲ့ရက်တွေဆိုလို့ရှိရင်ဘုံဘုံဥဆောင်ပြီးတဲ့အခါကျတော့ဘုံဘုံတို့အများနဲ့ဘုံဘုံအဓိကထားပြီးကြတော့ဒီ9ရက်လုံးဆုံးကတ်ဖြစ်အောင်လုပ်တယ်ပေါ့နော်အဲ့တော့အချုပ်အားပြောလို့ရှိလို့ချင်းဘုံဘုံတို့ကိုတောင်ယူတဲ့အရှင်ကနေစပြီးကြတော့ဥက္ကဋ္ဌတောင်ယူတဲ့အရှင်ကနေစပြီးကြတော့လှုပ်လာတာတန်ခါ30ရနေပြီးကြတော့တန်ခါမိနစ်က150ဖြစ်တယ်ဒီနေ့130ဟိုငလီပေးနဲ့ကြောင်းရမ်းလုပ်တဲ့အခါကျတော့နည်းနည်းရော့တယ်ပေါ့လေနော်အဲ့လိုဖြစ်တယ်လို့ဒီစာပြေတန်ခါတွေကိုလည်းပဲ10ပါးလောက်စအောင်တော့လည်းပဲတပါးတစ်သိန်းပဲတပါး20အောင်တော့လည်းတပါးတစ်သိန်းရှိမြောက်တယ်စာအောင်တန်ခါတွေပေါ့နော်နောက်တော့ကအပါး30ကျတော့လည်းအပိကရနှစ်ကဆိုအပါး43ပါလဲဒီလိုတပါးတစ်သိန်းအတက်မခွဲပဲနဲ့အဲ့လိုဒီမြို့နယ်ပရိယတိဒီဆောင်ဝယ်ပရိယတိသာသနာထွန်းတောက်ပြန်လဲပြီးကြတော့ဘုံဘုံရဲ့ခုနကမင်းသားတန်ခါနာရကအဖွဲ့တွေရဝတ်တန်ခါနာရကအဖွဲ့တွေဒီဆောင်ဝယ်ကြီးကြရဲ့အဖွဲ့တွေအကုန်လုံးပေါ့လေဝိုင်းဝန်းကျိုးပြန်တဲ့ကျိုးပန်းတဲ့ခါကျတော့ဘုံတို့တကုံမြို့နယ်ရဲ့ပရိယတိသာသနာဒီအချိန်မှာတိုးတက်လာတယ်လို့ပြောရမယ်လို့ဘုံတို့ကတော့ဒါလေးနဲ့ပဲညီကုန်းချုပ်ပါတယ်နော်ဘုံတို့အခု
လျင်ပြီးတဲ့နောက်1389ခုနှစ်မှာအစိုးရပရမမြန်စာမွေးတွေရောလက်ကျန်ဓမ္မစရိယစာမွေးတွေရောပြန်လည်ပြီးဖြည့်ဆိုပါတယ်အဲ့ဒီမှာဘုံတို့တကူမြို့နယ်ကစရင်ပေးသွင်း110ပါးမှာယနေ့စာမွေးဖြည့်ဆိုကြတဲ့ရဟန်းရှင်လူအားလုံးက92ပါးရှိပါတယ်ဟိုခက်ခဲတွေပဲရှိသာသနာတော်အတွက်ပရိယတ်တိလုပ်ငန်းတွေစောင့်တမန်စူးစမ်းအားထုတ်ကြတဲ့အတွက်ကြောင့်စာမွေးကြီးဖြစ်မြောက်အောင်ဖက်ဖက်ကနေဝိုင်းဝန်းကူညီဆောင်ရှောက်ပေးတဲ့တန်ခါဖွဲ့စည်းအစိုးရဌာနအသီးသီးနဲ့တော့စာမွေးဖြည့်ဆိုကြတဲ့ဇွဲလုံးလာမလျှော်ဘဲနဲ့စာမွေးဖြည့်ဆိုကြတဲ့ရဟန်းရှင်လူအားလုံးတို့ကိုဇွဲလုံးလာဝိရိယတွေကိုမြင်ရတာအနာဂတ်သာသနာအတွက်အလွန်ပဲအားရကျင့်နေပြီပါတယ်ဘုံဘုံတို့ဒီဒဂုံမြို့နယ်စာပြေဌာနကတန်ခါအပါ30လောက်အထိရော့ကျသွားနေပြီးတော့အခု5နှစ်အတွင်းမှာတန်ခါ100ဝန်းကျင်စာမွေးဖြည့်ဆိုနိုင်အောင်မြို့နယ်ဥက္ကဋ္ဌဆရာတော်နဲ့တန်ခါမြို့နယ်တန်ခါနာယကအဖွဲ့အစည်းတွေဘုံဘုံတို့ပရမညာစာပွဲကျင်းပရေးနာယကအဖွဲ့တွေကနေပြီးတော့ဝိုင်းဝန်းပြီးတော့စောင့်ရှောက်ကြဆောင်ရွက်ကြတယ်ပေါ့လေနောက်အင်ဒိုယာတိုက်အသီးသီးမှာရှိကြတဲ့တိုက်နာယကဆရာတော်တွေနဲ့အင်ဒိုဒဂုံမြို့နယ်အတွင်းမှာရှိကြတဲ့တောင်းတိုက်အသီးသီးကနာယကဆရာတော်ရဲ့ကြိုးစားမှုနဲ့လုံလဝိရိယရှိပြီးတော့ဆောင်ရွက်မှုနဲ့စာပေသံဃာတွေဖွံ့ဖြိုးတိုးတက်လာတယ်ပေါ့အများကြီးတိုးတက်လာတယ်ဒီနေ့စီဆိုဘုံဘုံတို့92ပါးအထိရဟန်းရှင်လူတွေအားလုံးတွေဖြည့်ဆို့နိုင်တယ်အဲ့လိုဖြည့်ဆို့နိုင်ခွင့်ရအောင်လည်းပဲဘုံဘုံတို့တန်ခါဖွဲ့စည်းတည်တိုင်းမြညီညွတ်စွာဖြင့်ဆောင်ရွက်ကြတယ်ပေါ့အဲ့လိုဆောင်ရွက်တဲ့အခါမှာဘုံဘုံတို့နှစ်တိုင်းပဲ9ရက်တိုင်းနေစွန်းနေဆက်ကလူတန်းနဲ့ညနေကြလို့ရှိရင်အချိုပွဲတွေဆက်ကလူတန်းနဲ့နောက်စာမွေးအောင်လာတဲ့အခါမှာလည်းစုတွေကိုဘုံဘုံတို့အနည်းဆုံးတဘာကိုတန်းအောင်တဲ့တဘာကိုတက်သိန်းအနည်းဆုံးရရှိအောင်ဆောင်ရွက်ပေးပါတယ်ဒါဘုံဘုံတို့ဒီကုနာဆွမ်းကန်းဝေယဝဆကိစ္စတွေရောစာအောင်လာတဲ့အခါမှာစုချင်းမြမှုကိစ္စတွေရောပြည့်စုံလုံလောက်အောင်ဆောင်ရွက်ပေးတဲ့အတွက်ကြောင့်စာပြေတန်ဃာတွေကလည်းရဟန်းရှင်လူအားလုံးဘုံဘုံတို့မြို့နယ်မှာတော့ကိုရင်တွေလည်းဖြေကြတယ်ရဟန်းတွေလည်းဖြေကြတယ်နောက်လူပုဂ္ဂိုလ်တွေလည်းတရားဓမ္မတွေလည်းဖြေကြတာဖြစ်တဲ့အတွက်ကြောင့်ရဟန်းရှင်လူအားလုံးဘုံဘုံတို့တစ်နှစ်ပို့ပြီးတော့စာမွေးတွေဖြည့်ဆိုလာတာများပြားလာပါတယ်အဲ့လိုများပြားလာတာအတွက်ကြောင့်လည်းပဲဘုံဘုံတို့ဒီဥဆောင်ဆောင်ရွက်ကြတဲ့ပါရမန်စာမွေးကျင်းပရေးဥဆောင်နာယကအဖွဲ့တွေနဲ့အလုံးပဲဝမ်းသာပီတိဖြစ်ရပါတယ်ဆွမ်းတကာဓမ္မတွေလည်းပဲနှစ်စဉ်အားလုံးအလူရှင်တွေပေါ်ပေါက်ပြီးတော့မှနည်းများမယ်ဆိုပါဝင်ကူညီပြီးတော့လှူဒန်းကြတဲ့အတွက်ကြောင့်လည်းဆွမ်းတကာဆွမ်းမာတွေဝေယဝဆပြုလို့ဆောင်ရွက်ပေးကြတဲ့တရားဓမ္မတွေကိုလည်းပဲစတဲ့ဒိုဘီသာသနာကျိုးတွေတဲဖို့ရွက်ဆောင်နေပါစေကြောင်းလည်းပဲဘုံဘုံတို့စာမွေးကျင်းပရေးဦးစီးနာယကအဖွဲ့များကနေမေတ္တာပို့ပါတယ်ကြိုတင်ပြင်ဆင်မှုဆိုတော့ပထမတစ်ခါတော့31ရက်နေ့3လပိုင်း31ရက်နေ့လောက်ကိုလုပ်ထားတာလေအဲအကြောင်းမျိုးကြောင့်နားလိုက်ရတာပေါ့လေအဲ6လပိုင်း4ရက်နေ့မှာပြန်ပြီးတော့စလိုက်တာပေါ့ခက်ခဲတော့လောက်ချင်းမရှိပါဘူးနေ့စဉ်နေ့တိုင်းလုပ်နေတာဖြစ်တဲ့အတွက်ဟိုအိမ်တော်ဖျားအနေနဲ့လည်းဒီဓမ္မရိုးကိုပြုလုပ်ခွင့်ပေးတဲ့အတွက်ခုနေစီတာအစပေါ့လေသိခက်ခဲမရှိပါဘူးနေ့စဉ်နေ့တိုင်းလည်းလုပ်နေတဲ့အတွက်တန်ခါတော့ဒီနေ့ပုံများတာပေါ့လေအဲတော့မှစင်းသွင်းတာတော့130ပါပေါ့အဲအကြောင်းမျိုးကြောင့်သူတို့လည်းရွာပြန်တာနဲ့ဒီပြအကြောင်းမျိုးရောက်ပြတ်သွားတာနဲ့ဆိုတော့92ပါဖြည့်တာပေါ့ဘုံတော့ဆိုရင်ရှိတယ်ဘယ်ပြောမလဲအလူချင်းလဲရှာတာလည်းရှိတယ်နှစ်စဉ်နေ့တိုင်းရမငွေလောက်ထားတာလည်းရှိတယ်ပေါ့နော်အဲဒီတန်ဆောင်တန်ကားတွေအတွက်ဘုံတွေဝိုင်းပြီးတော့ဒီအောင်တန်ကားတွေစုပေးကန်နီးရင်ဒီကျောင်းတိုင်းအသေးတွေကိုလိုက်ပြီးတော့အလူခံတာရှိတယ်ကျောင်းတိုင်းအသေးတွေကဆရာတော်တွေလည်းလှူရလဲရှိတယ်နောက်တစ်ခါဘုံတို့စုထားတဲ့ရမငွေတွေကလည်းထက်တင်တလောက်ထက်ပြီးတော့ဘာကိုအနည်းဆုံးတန်းတိုင်းမှာ3သိန်းကျော်လောက်ထိအောင်တော့စုပေးပွဲမှာသူတို့အတွက်ရှင်းပြပေးနိုင်ခဲ့ပါတယ်အားလုံးတော့ဒီစာမျိုးပွဲဟာတန်ဃာတော်တွေနဲ့ဒီလက်ရှင်တွေလောက်ပဲဖြေတာပါအခုနောက်ပိုင်းခေတ်မှာကျတော့လူပုဂ္ဂိုလ်တွေအများကြီးပါဝင်ပြီးတော့ဖြေတာတွေ့ရတယ်သူတို့ရဲ့တရားတရားကိုလေးစားတယ်ဘာလို့ဆိုတော့ဘုန်းတော်ရဲ့ဒီပရိယတ်တိသာသနာဟာကြာလို့ရှိရင်ဒီတော့တန်ဃာတွေတော့နည်းသွားတဲ့အတွက်စာပေတန်ဃာဘုန်းတို့30လောက်ထိအောင်ကြာသွားသေးတယ်အဲ့ရနေပြီးတော့ပြန်ပြီးတော့စာသင်သားတွေမွေးပါမှုညာမွေးဘုန်းတို့ကြောင်းဆိုပဲကိုရင်ပဲပါ40ကျော်ရှိတာတဲ့ကိုရင်တွေပြန်မွေးနေတဲ့တခါပြန်ပြီးတော့ညားလာအောင်လုပ်ရတာအဲ့ဒီမှာသူတို့တွေလူပုဂ္ဂိုလ်တွေလည်းပါဝင်ပြီးတော့ဖြည့်တဲ့အတွက်ဝမ်းလဲဝါသာလည်းကြိုလဲကြိုဆိုတယ်သူတို့ရဲ့တရားတရားကိုလည်းလေးစားအမှန်လို့စုပေးရင်လည်းပဲသူတို့စာအောင်လို့စုပေးရင်လည်းပဲသူတို့ပါတခါတည်းထက်ပေးတာပဲလူပုဂ္ဂိုလ်ဆိုပြီးတော့ခွဲခြားမှုမရှိဘူး။ဒါကြောင့်လည်းဆိုတော့သူတို့လည်းပဲဒီစာဖြည့်ရတာပဲလေ။အမှန်လို့သူတို့တရားကိုသူတို့ကဒီစုကိုလိုချင်လို့ဖြည့်တာတော့မဟုတ်ဘူး။သူတို့ကဒီပရိယိတ်သာသနာကိုလေ့လာခြင်းနဲ့ကြီးညိုတယ်တရားရှိတယ်။ဒါကြောင့်မလို့ဖြည့်တာ။အမှန်လို့သူတို့တရားကိုလေးစားသောအားဖြင့်ဘုံဘုံတွေလည်းပဲစုပေးတဲ့အခါမှာသူတို့ချမ်းတောင်းသူတို့ပဲပေးတာပါပဲ။နောက်ပဲအကြောင်းမျိုးကြောင့်အခက်အခဲချမ်းကနေပြီးတော့ရောကြိုးစားပန်းစားနဲ့ပြန်ဖြည့်ရတဲ့စာပေတန်ခါအားလုံးလည်းပဲကောင်းမွန်စွာဖြည့်နိုင်ပြီးတော့အောင်မြင်မှုတွေကိုရရှိနိုင်ပါစေလို့ပဲဆန္ဒပြုလိုက်ပါတယ်